ma ni le za sa pi ro ma ni kaung twa de ပြောချင်တာကနေတာထိုင်တာရှိသွားတယ်ဆိုတဲ့အခြေအနေပေါ့နော်ဒီဝါကြကိုဒီနေ့ရဲ့ topic ဖြစ်တဲ့ fear plus adjective သုံးပြီးတော့အင်္ဂလိပ်လိုလေးရေးကြည့်ကြမှာဖြစ်ပါတယ် subject verb လေးအရင်ခွဲမယ်ဒီဝါကြရဲ့ subject ဟာသူမဆိုတဲ့စာလုံးဖြစ်တယ်သူရဲ့နောက်မှာလိုက်မဲ့ verb ဟာနေကောင်းသွားတယ်ဆိုတဲ့စကားစုဖြစ်တယ်နေ့လည်စာစားပြီးတော့မှဆိုတဲ့စကားစုကိုနောက်ဆုံးမှရေးပေးရမယ်ပေါ့နော်အင်္ဂလိပ်လိုလေးစရေးကြည့်ကြပါမယ်ပထမအဆုံးသူမဆိုတဲ့ she နေကောင်းသွားတယ်ဆိုတဲ့ feels good နေ့လည်စာစားပြီးတော့မှဆိုတဲ့ after eating lunch ဒါဆိုလို့ရှိရင်တော့ fear plus adjective pattern ပုံစံနဲ့ရေးထားတဲ့ sentence တစ်ကြောင်းရပြီဖြစ်ပါတယ်တစ်ခုကဒီဝါကြရဲ့ feel ဆိုတဲ့စာလုံးမှာ s ပါနေရခြင်းဟာ she ဆိုတဲ့ subject အနေမို့လို့ဖြစ်ပါတယ် generally အခြေအနေမို့လို့ဒီမှာ present simple tense နဲ့ရေးထားတဲ့ learners တွေအနေနဲ့ကိုသုံးလိုက်တဲ့ tense အပေါ်မူတည်ပြီးတော့အပြောင်းလဲလေးလုပ်လို့ရပါတယ်နောက်တစ်ခုကဒီဝါကြသည်အဲ့ဒီ she ဆိုတဲ့သူမရဲ့ physical sensation လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာခံစားချက်ကိုဖော်ပြထားတဲ့ဝါကြတစ်ကြောင်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်သူမအရန်ဗိုက်စာနေတဲ့အခြေအနေမှာနေ့လည်စာစားလိုက်တော့မှပဲနေသားထိုင်တာရှိသွားတယ်ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာခံစားချက်တစ်ခုကိုဖော်ပြထားတာမို့လို့ဖြစ်ပါတယ်။ပြောနေကြတဲ့အတိုင်းကိုယ်ပိုင် sentence လေးတွေကိုစ조사ရေးကြည့်ကြစေလိုပါတယ်